game ဆော့ဖို့အတွက်ငွေ9သိန်းပေးပြီးတော့ K70E ကိုဝယ်သင့်လားမဝယ်သင့်ဘူးလား Hello အားလုံးပဲမင်္ဂလာပါရှင်ရွှေမင်းသမီးမိုဘိုင်းကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မိလက်ထဲမှာ K70E လေးတစ်လုံးရောက်နေတယ်ဈေးနှုန်းကလည်း9သိန်းရအောက်မှာဆိုတော့ game ဆော့မဲ့ကိုတွေမောင်လေးတွေအတွက်လာပြီးတော့မိတ်ဆက်ပေးတာပါ9သိန်းဝန်းကျင်သုံးပြီးတော့စကန်ထဲက K70E ကိုဝယ်သင့်လားမဝယ်သင့်ဘူးလားဆိုတာကတော့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ကြည့်ပါနော်ပထမဦးဆုံးအနေနဲ့ K70E ကိုဘာဖြစ်လို့ game အတွက်ကြံတာလဲဆိုတဲ့တစ်ချက်ကိုပြောပြမယ် K70E မှာသုံးထားတဲ့ chipset က Dimensity အနေနဲ့ဆိုရင်8300 Alpha တောင်သုံးထားတာအဲ့တော့ PUBG ဆော့မလား Mobile Legends ဆော့မလား 90 FPS supporting ပေးထားတယ်ပြီးတော့သူ့ရဲ့ Antutu score ကလည်း 1.4 million တောင်ပါတာဆိုတော့6သိန်းကျော်9သိန်းဆိုတဲ့ဈေးတန်းမှာတခြားဖုန်းတွေထက်စားလို့ရှိရင်gaming တိုင်းမှာတော့ဒီကောင်လေးကတော်တော်လေးကိုအဆင်ပြေတဲ့ဖုန်းတစ်လုံးပဲဖြစ်တယ် K70 မှာသုံးထားတဲ့ storage က UFS 4.0 ကိုသုံးထားတဲ့အတွက်ကြောင့်မလို့သူက game ကလုံကြီးဖြစ်တာတွေမြန်တယ်ဥပမာ game တစ်ခုကိုဝင်ဖို့အတွက်ပေါ့နော် 0% ကနေ 100% ကိုခဏလေးပဲစောင့်ရတာနောက်တစ်ချက်ကတော့ကျတော့ application တွေအဖွင့်အပိတ်မှာလေအင်တာမြန်တယ်ဒီတော့ဝင်လိုက်ထွက်လိုက် online ထွက်လိုက်လုံးဝ smooth ဖြစ်ပါတယ်နောက်ပြီးတော့ game ဆော့မဲ့သူဆိုလို့ရှိရင်ကဒီဖုန်းရဲ့မျက်နှာပြင်နဲ့ကိုယ့်ရဲ့မျက်လုံးတွေအများအားထိတွေ့နေရတာအဲ့တော့ကျတော့ဒီ K70E မှာသုံးထားတဲ့မှန်မြ resolution က 1.5K ရှိတယ်နောက်ပြီးတော့သူ့ရဲ့မှန်ကကျတော့ OLED display ကိုသုံးထားတဲ့အတွက်ကြောင့်မလို့120Hz နဲ့ဆော့မယ်ဆိုလို့ရှိရင် game ထဲမှာမျက်စိတွေဝါးသွားတာတွေပွေသွားတာတွေလုံးဝဖြစ်မှာမဟုတ်ဘူး K70 ကိုရွေးချယ်တဲ့နောက်တစ်ချက်လည်းရှိသေးတယ် battery ampere က9500ပါပြီးတော့ပုံသွားလို့ရှိရင်အားပြန်ဖြည့်ဖို့ရကလည်း90 watt လာတယ်ဆိုတော့ game ကိုကြာရှည်ပွဲတွေအများကြီးဆော့ချင်တဲ့လူတွေအတွက်လည်းတော်တော်လေးကိုအဆင်ပြေတယ်ခဏပဲအားသွင်းချင်တယ်အားသွင်းတာလည်းမကြချင်ဘူးဆိုတဲ့သူတွေအတွက်ကလည်း90 watt ကတော်တော်လေးကိုအားသွင်းမြန်တဲ့အနေအထားလေးမှာရှိပါတယ်ဒါပေမဲ့တစ်ခုသိထားရမှာက K70E ဆိုတာက China လုံးတက်လာတယ်သူရဲ့ global လုံးဆိုလို့ရှိရင်တော့ Poco တွေကရမယ်ဒါပေမဲ့ဒီ K70E ကတော့ China လာတဲ့အတွက်ကြောင့်မလို့ Google service ကတော့ base ပါတယ်ဒါပေမဲ့လို့ကိုက notification နောက်ကျတာမျိုးတွေလက်ခံနိုင်တယ် game ကိုပဲတီးတန်းဆော့မှာဆိုလို့ရှိရင်တော့တော်တော်လေးကိုအဆင်ပြေတဲ့အနေအထားလေးမှာရှိတယ်ကင်မရာလေးကလည်းတော်တော်လေးကိုကောင်းပါတယ်ကဲအဲ့တော့ game လေးဆော့မယ်ဈေးကလည်း6သိန်းကျော်9သိန်းတောင်မကြော်ချင်ဘူးဆိုလို့ရှိရင်တော့မင်းစီမှာ K70E လေးဘူးပစ္စည်းအစုံရောက်လာပါတယ်ရှင်မှန်ကလည်းရုပ်ချက်ကောင်းတယ်အလင်းပေါက်တွေအရိပ်တွေရှစ်တွေလုံးဝမပါဘူး body connection ကတော့စကန်ဆိုတော့ဒီရဲ့အတိုင်းပဲအပေါ်လေးနည်းနည်းပါးပါးပဲပါမယ်ရှင်လုံးဝချစ်ရမှန်မှာဆိုလို့ရှိရင်ချစ်ရပွဲကလုံးဝမပါပါဘူးဈေးနှုန်းအပြင်ဆိုလို့ရှိရင်တော့6သိန်း9500ပါရှင်သူရမဘူးတွေကပစ္စည်းလေးတွေကိုလည်းထပ်ပြပေးမယ်နော် original မဟုတ်ပေမဲ့လို့လက်ဆောင်ကားပါလေးပါပါတယ် original 90 watt လေးပါပါတယ်ရှင်ဒီကောင်လေးကအပြင်မှာဝယ်ရဆိုလို့ရှိရင်တော့4000ခွဲ5000က AACC ပေးရရင်เนาะဒါပေမဲ့လောလောဆယ်ထည့်ပေးထားတဲ့ကျိုးကလည်းပေါက်ပြနေတဲ့ကျိုးလုံးဝမဟုတ်သေးပါဘူးเนาะဆိုတော့ကျိုးကောင်းလဲ original ပါတယ်ဘူးကလည်းအမှန် IM ကအမှန်ဘူးနဲ့လာမယ်ဖုန်းရဲ့ connection ကလည်း95%လောက်ထိကောင်းသေးတယ်ဈေးနှုန်းကတော့6သိန်း9500မှာအလျှော့တင်လုံးဝမရှိပါဘူးရှင်ဆိုင်မှာလာရောက်အားပေးလို့ရပါတယ် CB ကနေလည်းမှာယူအားပေးလို့ရပါတယ်ရှင်နေဝေးက customer တွေအတွက်ကတော့ငွေလွှဲဝင်တာနဲ့ပစ္စည်းပို့ပါတယ်ဆိုင်မှာကတော့ easy လာကြည့်လို့ရပါတယ်နော်